Hello, we are live Friday Thursday ပေါ့နော်မို့လို့ USA ရဲ့ Thursday ဖြစ်တယ်မြန်မာပြည်ရဲ့ Friday မနက်ဖြစ်တယ်စင်ကာပူရဲ့ Friday မနက်ဖြစ်တယ်အဲ့တော့မို့ရဲ့ live လေးကနေပြီးတော့ရောက်ချီဆိုင်ကိုချိုးဆိုပါတယ်ဒီနေ့ကတော့မို့တို့ကနေပြီးတော့မို့တို့ရဲ့ business partner တွေပေါ့နော် global business partner တိမ့်ချီပြီးတော့ရှိတဲ့ထဲကနေပြီးတော့မို့တို့ inspire ဖြစ်တဲ့မို့တို့ခွန်အားရတဲ့အကြောင်းလေးပေါ့နော် story လေးတွေကိုဒီနေ့မှာလာပြီးတော့ sharing လေးလုပ်ပေးချင်တာဖြစ်ပါတယ်တယောက်နဲ့တယောက်တော့ story ကတူကြမှာမဟုတ်သလိုတယောက်နဲ့တယောက်လည်းကြိုက်တဲ့ story ချင်းလည်းတူကြမှာမဟုတ်ဘူးအဲ့တော့ဒီနေ့မှာတော့ story တွေအများကြီးကိုနားထောင်ရမှာဖြစ်တဲ့အတွက် so exciting ဖြစ်နေပါတယ်လို့အဲ့တော့မို့တို့ရဲ့ live ကိုကြည့်နေကြမဲ့သူတွေလည်းပဲဒီ story လေးတွေကိုနားထောင်ပြီးတော့ကိုယ်နဲ့ကိုက်မိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါတစ်ခုခုစဉ်းစားဖို့အတွက်လိုအပ်တာဖြစ်တယ်ဆိုတာလေးကိုပြောပြပေးခြင်းနဲ့အရင်ဆုံးတော့မို့တို့တွေမိတ်ဆက်ခြင်းနဲ့တွားခြင်းနဲ့ညီမစန္ဒာဦးအမဤဖြိုးပြီးအမအုံမကျော်မိတ်ဆက်ပေးပါနော် Hello အားလုံးပဲမင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ရှင်ဒီညမှာလဲပေါ့နော် EK Fire အာခေါ်လိုက်တာတော့ဖြစ်ကုန်ပြီနော်ဒီညမှာဟို Thursday night မှာပြန်လည်ပြီးတော့မှဆုံတွေ့ခွင့်ရတဲ့အတွက်ပေါ့နော်ကျေးဇူးတင်တယ်လို့ကျွန်မရဲ့နာမည်ကတော့စန္ဒာဦးဖြစ်ပါတယ်ယခုလက်ရှိနေထိုင်နေတဲ့နိုင်ငံကတော့ USA နိုင်ငံ North Carolina Charlotte မှာမိသားစုနဲ့အတူတကွနေထိုင်ပြီးတော့မှကျွန်မလည်းဒီ digital business ကို ownership တရားအနေနဲ့လောက်ကိုင်နေသူဖြစ်ပါတယ်လို့မလေးပါဟုတ်ပါတယ်မကြီးဟုတ်ကဲ့အော်ဟုတ်ကဲ့ကျွန်မနာမည်ကတော့မအေးရှိရှင်ဖြိုးပါဒီနေ့ကတော့28ရက်နေ့ဖြစ်လာပေါ့နော်ဩဂုတ်လစင်ကာပူချိန်ရဲ့တောက်ကြနေနေ့နဲ့ပေါ့နော်ဒီမှာတငယ်ချင်းလေးနဲ့အာတကဘာလုံး global စီးပွားရေးဖြစ်တဲ့ဒီ online business မှာရှိတဲ့တငယ်ချင်းလေးနဲ့တွေ့ဆုံပြီးတော့ live story ပြောတဲ့အစီအစဉ်ဖြစ်ပါတယ်ကျွန်မနာမည်ကတော့မအေးရှိရှင်ဖြိုးပါအခုလက်ရှိစင်ကာပူမှာအချိန်ကြီးအလုပ်လုပ်ကိုင်ပြီးတော့ဒီစီးပွားရေးကိုလည်းတစ်ဖက်တစ်လမ်းကနေဝင်နေရှာနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကျမတို့မြန်မာပြည်မန္တလေးမြို့ကနေဒီ digital business ကိုမိဘများနဲ့အတူနေထိုင်ပြီး digital business owner အဖြစ်လုပ်ကိုင်နေတဲ့မောက်မာကျော်ဖြစ်ပါတယ်ကျမတို့လိုဒီလို digital business ကိုစိတ်ဝင်စားတဲ့လူတွေကိုလည်းလက်တွဲခေါ်ယူကူညီပေးနေတဲ့မန်နာတယောက်လည်းဖြစ်ပါတယ်ရှင်အားလုံးကောင်းသောနေ့လေးပါဟုတ်ကဲ့ကျေးဇူးများကြီးတင်တယ်မိတ်ဆက်ပေးသွားတဲ့ညီမတွေကျေးဇူးတင်တယ်မို့လည်းပဲကိုမိတ်ဆက်ချင်တယ်မို့နာမည်ကတော့မင်းမမအောင်လို့ခေါ်ပါတယ်မို့ကတော့လက်ရှိ US နိုင်ငံ South Carolina State မှာမို့မိသားစုနဲ့အတူတူနေထိုင်နေတာဖြစ်တယ်မို့ကအိမ်နေမိခင်တယောက်ဖြစ်တယ်အိမ်မှာကလေးနဲ့အတူတူနေနေပေါ့နော်ဒီစီးပွားရေးကိုအိမ်ကနေပဲလုပ်ကိုင်နေတာဖြစ်ပါတယ်လို့โอเคပါအဲ့တော့ဒီနေ့မှာမို့တို့ story လေးတွေပေါ့နော်ဘာကြောင့်မလို့ဒီနေ့မှာ story လေးတွေအကြောင်းပြောပြချင်တာလဲဆိုလို့ရှိရင်အဲ့တော့သူဘဝဇက်လန်းတွေကမိုးတို့တွေမတူကြပေမဲ့ပေါ့နော်ဇက်လန်းတိုင်းမှာတော့စတိုရီတိုင်းမှာတော့မိုးတို့အတွက်သင်ခန်းစာတွေကတစ်ခုချင်းစီရှိတာဖြစ်ပါတယ်လို့အဲ့တော့ဘဝဇက်လန်းတွေမတူကြပေမဲ့ပြောင်းလဲခြင်းတဲ့စိတ်တွေကတော့တူညီကြတာဖြစ်တယ်အဲ့တော့သူတို့ရဲ့ story တွေကနေပြီးတော့ကျမတို့လေ့လာသင်ယူမယ်ပေါ့နော်ကျမအရင်ဆုံးပြောပြပေးချင်တာကဘာလဲဆိုရင်ဖိလစ်ပင်းနိုင်ငံကအမျိုးသမီးတစ်ယောက်လေးအကြောင်းပြောပြပေးချင်တယ်ပေါ့နော်သူတို့မောင်နှမက9ယောက်ရှိတယ်တဲ့သူကမောင်နှမထဲမှာမောင်နှမ9ယောက်ထဲမှာသူကအငယ်ဆုံးဖြစ်တယ်တဲ့ဒါမဲ့တဲ့သူ့ရဲ့အဖေကသူ6နှစ်အရွယ်မှာတဲ့ဆုံးသွားတယ်တဲ့အဲ့တော့ငယ်ငယ်လေးကလေးကသူ့ရဲ့မိသားစုကိုတတ်နိုင်သလောက်ကူညီပေးရမယ်ဆိုတဲ့စိတ်နဲ့သူကကြီးပြင်းခဲ့တဲ့သူဖြစ်တယ်တဲ့အဲ့တော့သူကတဲ့ကလေးတွေကိုကိုယ့်သားသမီးလိုချစ်ပြီးတော့စောင့်ရှောက်ခဲ့တယ်တဲ့သူကိုဝင်8လရှောက်တဲ့အချိန်မှာအလောက်ကနေနှုတ်ထွက်လိုက်ပြီးတော့တဲ့သူဘာလုပ်ရမလဲဆိုတဲ့ဟာကိုသူစဉ်းစားနေတယ်တဲ့သူရဲ့မိသားစုကိုလည်းပတ်စံပြန်ပို့ပေးခြင်းနဲ့သူတို့ကိုအကူအညီရတဲ့အခါလည်းပဲသူအယမ်းပျော်တယ်တခါတလေမှာကိုမရှိရင်ဘလို့ကိုမှမရှိရင်ဘလို့မျိုးကူညီရမလဲဆိုတာကိုလည်းသူစဉ်းစားမိတယ်တဲ့တခါတလေမှာတဲ့မိသားစုစီကနေပြီးတော့ Hello how are you ဆိုတဲ့ဖုန်းလေးတောင်မှကြားလိုက်တာနဲ့ငွေပို့ပေးရတော့မယ်ဆိုတဲ့စိတ်ကဝင်လာတယ်တဲ့ဒါမို့လို့ USA မှာနေကြတဲ့လူတော်တော်များများရဲ့ကိုက်ညီတာဖြစ်တယ်ပေါ့နော်အဲ့တော့ငါလဲဆိုရင်
ကိုယ့်ရဲ့မိသားစုအတွက်ကိုကဘန်တစ်ခုလိုမျိုးဖြစ်နေတယ်လို့သူကခံစားရတယ်ပေါ့နော်အဲ့တော့ဘဝရဲ့တဝက်လောက်ကိုအခြားသူတွေကိုစောက်ရှောက်ရင်းနဲ့ဖြတ်တန်းခဲ့ပြီးအခုတော့ကလေးလဲကြီးလာပြီပေါ့နော်သူ့ရဲ့ကလေးလဲကြီးလာပြီဆိုတော့ကိုယ့်အတွက်လည်းပြန်ကြည့်ရမယ့်အချိန်ရောက်ပြီလို့သူပြန်ခံစားလာရတယ်ပေါ့နော်သူက chef တစ်ယောက်ဖြစ်လို့တဲ့သူကကိုယ်ပိုင် coffee ဆိုင်လေးဖွင့်ကျင်တယ်ဒါပေမဲ့တဲ့capital ကုန်ကျစရိတ်ပေါ့နော်မတည်ရင်းနှီးကုန်ကျစရိတ်တွေဝန်ထမ်းတွေ လုပ်ငန်းလည်ပတ်ဖို့အတွက်လိုတာတွေကြောင့်မလို့အဲ့ဒီအိမ်မက်ကိုသူအကောင့်ထဲပေါ်ဖို့တောင်မှမလွယ်ခဲ့ဘူးတဲ့အဲ့ဒီအချိန်မှာသူ Facebook ပေါ်ကနေပြီးတော့ nurse တယောက်ကိုသူတွေ့ခဲ့တယ်ပေါ့နော်သူကအလုံးလုံးနေတဲ့အလုံးနဲ့အတူတူသူလုပ်နေတဲ့ nurse အလုံးနဲ့အတူတူလုပ်ငန်းတစ်ခုကိုတည်ဆောက်လို့ရတယ် business background တွေမလိုဘူး technology တွေကျွမ်းကျင်မှုမလိုဘူးသင်ယူလိုတဲ့စိတ်နဲ့ coach A ပဲဖြစ်ဖို့ပဲလိုတယ်ဆိုတာကိုပြောခဲ့တယ်အဲ့ဒီချိန်မှာသူကငါရှာနေတာဒါပါပဲလို့သူခံစားလာရတယ်ပေါ့နော်အဲ့ဒီချိန်ကစပြီးတော့သူဒီစီးပွားရေးစတင်လိုက်တယ်စတင်ပြီးတဲ့နောက်ပိုင်းမှာတဲ့နှွေးနှွေးထွေးထွေးနဲ့သူ့ကိုကြိုဆိုပေးကြတာကိုသူတွေ့ရတယ်တဲ့အဲ့တော့ပထမဆုံးအချိန်နဲ့ကိုကိုတန်ဖိုးထားတဲ့ကိုပိုင်နေရာလေးတစ်ခုရှိလာတယ်လို့သူကခံစားရတဲ့ community တစ်ခုကိုရခဲ့တယ်ပေါ့နော်အဲ့တော့ကိုမသိတဲ့ skill တွေကိုလည်းသင်ယူလာတဲ့အခုဆိုရင် chef အနေနဲ့ဖတ်ထိုင်လုပ်နေရင်းနဲ့လည်းတဖြည်းဖြည်းမှသူချစ်တဲ့ဒီလုပ်ငန်းကို full time လုပ်ဖို့အတွက်ဦးဆောင်နေfull time လုပ်ဖို့အတွက်သူလုပ်နေတယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးကတော့ဘာလဲဆိုရင်အနာဂတ်အတွက်သူမစိုးရိမ်တော့ဘူးပေါ့နော်အရင်လိုမျိုးစိုးရိမ်မှုတွေမရှိတော့ဘဲနဲ့သူ့ရဲ့ဘဝကိုလည်းပြန်ပြီးတော့စဉ်းစားလာနိုင်တယ်သူ့သားသမီးတွေနဲ့အတူတူနေတဲ့ဘဝကိုလည်းသူကတိဆောက်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုသူက sharing လေးလုပ်ပေးသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့အခြားလူတွေအတွက်ကိုအမြဲတမ်းပေးဆက်နေရတဲ့သူတယောက်အနေနဲ့အိမ်မက်တွေကိုစတင်ပြီးတော့ခြေလန်းလန်းတာကတော့တကူကောင်းဆန်တာမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားတာဖြစ်တယ်အဲ့တော့မိုးတို့တွေလည်းပဲပြန်လဲ sharing တွေလုပ်ရင်းနဲ့ပြန်လဲကူညီရင်းနဲ့ကိုယ့်ရဲ့အနာဂတ်အတွက်လည်းတိဆောက်လို့ရတယ်ဒီစီးပွားရေးမှာဆိုလို့ရှင်လဲဒါ background မျိုးစုံကနေလာတာဖြစ်တယ်ပေါ့နော်ခုနကဆိုလဲ chef တယောက်အနေနဲ့ nurse တယောက်အနေနဲ့အိမ်နေမိခင်တယောက်အနေနဲ့ဒါလောက်ကင်လို့ရတယ်ဒါလုံနိုင်တဲ့အရာလေးဖြစ်တယ်ဒါတော့မို့ဒီနေ့မှာလေးလာတင်ခဲ့ရတဲ့ story လေးတစ်ခုဖြစ်ပါတယ်လို့မို့တော့နိုင်ငံခြားမှာနေတဲ့သူတွေအတွက်ကြတော့ဒါ hashtag လေးဖြစ်မယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုပြောရင်းနဲ့ဒီနေ့မှာမွေး story လေးမို့ဒီလေးလာခဲ့တဲ့အရာလေးဖြစ်တယ် okay ညီမဆန္ဒဦးရေညီမကဘာ story လေးကို sharing လုပ်ပေးခြင်းလဲနော် ဟုတ်ကဲ့ပါဒီညညီမဒီကနေ sharing လုပ်ပေးချင်တာကတော့ဗောနော် Steven နဲ့ဟို mastermind မှာသူတို့ Steven နဲ့ Jim တို့ပြောခဲ့တဲ့စကားလေးဗောနော်သူတို့သူတို့ကညီမရဲ့ဘဝနဲ့လည်းတိုက်ဆိုင်နေဗောနော်ဒီလုပ်ငန်းကိုဗောနော်2019ကတည်းကနေဗောနော်မြင်လာခဲ့တယ်ဒါပေမဲ့သူတို့ကကြောက်စိတ်ကသူတို့ကိုအမြဲတမ်းဥဆောင်ခဲ့တယ်ဗောနော်သူတို့ဒီလုပ်ငန်းထဲမှာလုပ်ရမယ်ဆိုတာကိုလည်းသူတို့အချိန်မပေးနိုင်ခဲ့ဘူးပြီးတော့မှသူတို့ဒီလုပ်ငန်းကတကယ်ရောမှန်ကန်ပါမလားတကယ်ရောဖြစ်ပါမလားဆိုတော့သူတို့အတွေးထဲမှာပေါ့နော်ဒီလုပ်ငန်းကိုစဉ်းစားတဲ့အခါမှာသူတို့အတွေးထဲမှာတရားတွေပဲဝင်လာတယ်ပေါ့နော်အဲ့အခါမှာသူတို့ဒီလုပ်ငန်းက2025မေလကနေသူတို့ကစတင်ခဲ့တာတဲ့ဒါကိုကျွန်တော်တို့လုပ်ရမယ်ဆိုတာကိုလုံးဝပေါ့နော်တေချာဆုံးဖြတ်ခဲ့ပြီးတော့မှဒီလုပ်ငန်းထက်ကိုပေါ့နော်စတင်ဝင်ရောက်ခဲ့တယ်တဲ့ဩဂုတ်လ1ရက်နေ့ကနေပေါ့နော်သူတို့တကယ်ကိုဒီလုပ်ငန်းကိုစတင်ခဲ့ပြီးတော့မှပေါ့နော်သူတို့ဘဝတွေတကယ်ပြောင်းလဲလာခဲ့တာကိုသူတို့မြင်ရတယ်သူတို့မိသားစုက၄ယောက်ဖြစ်တယ်အဲ့ဒီထက်မှာသူတို့က COVID-19 ထင်းတော့ဆိုလို့ရှိရင်တော့သူတို့ရလုပ်နေတဲ့လုပ်ငန်းလေးတွေရဆိုင်လာခဲ့တယ်ပေါ့နော်ပြီးတော့မှသူတို့ဝင်ငွေကအရင်လိုအပ်တယ်ဒီလုပ်ငန်းကသူတို့တွေးခဲ့တယ်မြင်ခဲ့တယ်ဒါမဲ့သူတို့အကြာကြီးပဲဆောက်ဆိုင်ခဲ့ပြီးတော့မှလက်လာခဲ့တယ်ပေါ့နော်အဲနဲ့လှုပ်ရင်ဖြစ်ပါမလားပေါ့နော်သူတို့ရဲ့အတွေးထဲမှာဒီလိုမျိုးပေါ့နော်သူတို့စဉ်းစားခဲ့တယ်အဲ့ကရနေသူတို့မနေနိုင်ဘူးပေါ့နော်ဒီလုပ်ငန်းကိုဘာပဲဖြစ်ဖြစ်လုပ်ကိုလုပ်ရမယ်လုပ်မှဖြစ်မယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့သူတို့အဲ့လုပ်ငန်းကိုဝင်ရောက်လုပ်ကင်ခဲ့တယ်အဲ့မှာသူတို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီCOVID-19 တော့အဖြစ်ကကျွန်တော်တို့ရဲ့စိတ်ကိုပေါ့နော်ဥဆောင်ခဲ့တယ်တဲ့ဒီလုပ်ငန်းကိုဝင်ရတဲ့အကျိုးအကြောင်းရင်းကပေါ့နော်ဘာလို့လဲဆိုတော့တခါတည်းနဲ့သူတို့ company တွေရဆိုင်ခဲ့ရတယ်အလုပ်တွေကိုနားခဲ့ရတယ်အဲ့ဒီအချိန်မှာသူတို့ကဒီလိုအလုပ်ဒီလိုမျိုးအချိန်ကာလကနောက်တစ်ခါဖြစ်မလာဘူးဆိုတာမျိုးကိုပေါ့နော်သူတို့မှာဟို
မဖြစ်လာနိုင်ဘူးဆိုတာမျိုးကမရှိဘူးပေါ့နော်တစ်ချိန်ချိန်ဘာကပ်ပေးယောဂါတွေရှိလာနိုင်တယ်လဲဘယ်လိုဒုက္ခမျိုးတွေရောက်လာနိုင်တယ်လဲဆိုတော့အတွင်းစိတ်ကပေါ့နော်ဒီလိုတွေးတဲ့စိတ်ကအမြဲတမ်းကျမတို့ကိုဥဆောင်လာတဲ့အခါမှာဒီလုပ်ငန်းကအိမ်ကနေလဲလုပ်ရတယ် online system နဲ့လဲစတင်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ကိုလုံးမဖြစ်မယ်ပေါ့နော်ကျွန်တော်တို့တာသမီးတွေတို့ပေါ့နော်အနာဂတ်အတွက်လည်းဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှလောက်ကင်လာခဲ့တယ်တဲ့ဒါကြောင့်မလို့ဒီလုပ်ငန်းထဲမှာကပေါ့နော်အားလုံးကပေါ့နော်တင်ယူလိုချင်တဲ့စိတ်တွေရှိတဲ့လူတွေဖြစ်တယ်ပေါ့နော်တင်ယူအတူတူကိုတယောက်ထဲလဲရှောက်ရတဲ့လုပ်ငန်းနဲ့မဟုတ်ဘူးပေါ့နော်တင်ယူပြီးတော့မှပေါ့နော်အတူတကွလက်တွေပြီးတော့မှလုပ်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တင်ယူလိုချင်တဲ့စိတ်ရှိသူတိုင်းကဒီလုပ်ငန်းကိုပေါ့နော်လုပ်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ဒါအိမ်နေမိခင်တွေထဲမဟုတ်ဘူးပေါ့နော်အပြေမှာဝန်ထမ်းလုပ်တဲ့လူပဲဖြစ်ဖြစ်ပြီးတော့မှ company မှာပေါ့နော်9 to 5နဲ့လုပ်နေတဲ့လူအလုပ်သမားပဲဖြစ်ဖြစ်ပေါ့နော်ဒီလုပ်ငန်းကတော့ပေါ့နော်လုပ်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်တင်းရဲ့အသက်တာထဲမှာဒီလုပ်ငန်းကို plan A နဲ့မထားနိုင်တော့မှ plan B နဲ့ချထားပါပေါ့နော်အဲ့လိုမျိုးနဲ့ပေါ့နော်သူတို့ကပေါ့သူတို့ဒီစတင်အောင်မြင်လာတဲ့အခါမှာသူတို့ရဲ့အောင်မြင်မှုတွေနဲ့ပေါ့နော်ဒါအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အောင်မြင်မှုတွေကိုအရန်ကောင်းစေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမာစတာမိုင်းမှာလဲသူတို့ကပြန်လဲပြီးတော့မျှဝေလာတာဖြစ်တယ်သူတို့ရဲ့ခန်းစားခွင့်တွေကောင်းလွန်းလို့ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့မှမျှဝေပေးတာဖြစ်တယ်ဒါကြောင့်မလို့လူတွေရဲ့ဘဝမှာလေကျမစိတ်ထဲမှာတွေးမိတာပေါ့နော်ကျမလည်း2020ကလေးကနေဒီ online ပေါ်မှာပေါ့နော်ကောင်းကောင်းကြည့်ကိုမြင်နေခဲ့ပြီမဲ့အရန်ကိုတွေ့ဝေခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ပြီးတော့မှဒီ line ပေါ်မှာတွေ့တဲ့လူတိုင်းကိုပေါ့နော်သဘောကျတယ်သူတို့ရဲ့system လေးတွေနဲ့လောက်ပုံလုံးနည်းလေးတွေသူတို့အမျိုးမျိုးပေါ့နော်သူတို့ရဲ့ပညာတွေမျှဝေတဲ့အခါမှာလည်းအရင်သဘောကျရုံနဲ့ပဲကျွန်မလည်းအကြာကြီးဆောင်ဆိုင်ပြီးတော့မှနေခဲ့တာဖြစ်တယ်ဆိုတော့လက်တွေ့လောက်တဲ့ခါကျတော့ကိုယ်တိုင်ကိုကြပေါ့နော်ဝင်ရောက်တဲ့ခါကျတော့ဒီလုပ်ငန်းရဲ့အဖွဲ့အစည်းပုံတွေတည်လာတယ်ဒီလုပ်ငန်းရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေအကုန်လုံးကစပါတော့ကိုယ်တိုင်တိလာရတာဖြစ်တယ်ဒါကြောင့်မလို့ဘဝလူတယောက်နဲ့တယောက်ကဘဝချင်းတော့မတူဘူးဒါပေမဲ့တချို့တော်သူတွေမှာလည်းအဆိုးတွေရှိမယ်တချို့တော်သူတွေမှာလည်းအကောင်းတွေရှိမယ်သူတို့ရဲ့အောင်မြင်မှုတွေကနေပေါ့နော်ဘာတွေကိုလှုပ်တင်တယ်လဲဆိုတာသင်ယူရတယ်လို့သူတို့ရဲ့စူးစမ်းခဲ့အခက်အခဲတွေကနေဘာကိုရှောင်တင်တယ်လဲဆိုတာကိုလည်းသင်ယူရပါတယ်ပေါ့နော်အရေးကြီးဆုံးကတော့သူတို့ရဲ့ဇလန်းကိုပေါ့နော်ကိုဘွားနဲ့မနှိုင်းရှင်ပဲနဲ့ပေါ့နော်ကိုလန်းကိုပိုကအောင်ရှောက်ဖို့ပေါ့နော်အတုံးချပါဆိုတာကိုလည်းပြောပြချင်တယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံကပေါ့နော်သင်ခန်းစာဖြစ်စေတယ်ကိုယ့်ရဲ့လောက်ဆောင်ချက်ကကိုယ့်ရဲ့ဇလန်းအသစ်ဖြစ်လာမှာကိုကြိုဆိုကြရအောင်လို့ဒီကနေနေကုန်းချုပ်ရင်းနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးများကြီးတင်တယ်အရန်ကိုကောင်းတဲ့ story လေးတစ်ပုဒ်ဖြစ်တယ်နောက်တဲ့လူတစ်ယောက်ကိုဟတ်ထိသွားလောက်မယ်ပေါ့နော်တွေ့ဝင်နေတဲ့အရာကကိုယ့်ကိုအများကြီးနောက်ကျစေတယ်ပေါ့နော်တကယ်တော့လက်တွေ့လှုပ်ဆောင်လိုက်တဲ့အရာကကိုယ့်ကိုအများကြီးတိုးတက်စေတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်โอเคကျေးဇူးများကြီးတင်တယ်အခုတစ်ယောက်အနေနဲ့အမအုံမကျော်ကိုဖိတ်ခေါ်ပါတယ် ဒီနေ့ဒီကျမတို့လုပ်ကိုင်နေတဲ့ဒီ digital business owner တွေပေါ့နော်ဒီ business နိုင်ငံပေါင်းစုံက business partner တွေထဲမှာကျမရှေ့တစ်ပတ်ကျော်လောက်ကကျမကြည့်ထားတဲ့ဒီ Millionaire Mastermind မှာမျက်ရည်ရွှဲလဲနဲ့သူ့ရဲ့ real story သူ့ရဲ့ result တွေပေါ့နော်သူ့ရဲ့အကြောင်းတွေကိုဝေမျှသွားတယ်ကျမတို့ဂျန်စီရိုရီလို့ခေါ်တဲ့အိန္ဒိယနယ်ပါ USA မှာနေထိုင်တဲ့ register net တယောက်ရဲ့အကြောင်းကိုကျမမျှဝေခြင်းနဲ့ပေါ့နော်သူကဒီ business ကို61မှာပဲတွေ့ရှိခဲ့ပြီးသူ digital business ဒီ journey ကိုသူရှောက်ခဲ့တယ်ပေါ့နော်သူလျှောက်ခဲ့တဲ့ကာလမှာသူကဘလို့ဖြစ်ပျက်တွေနဲ့သူမှကြုံဆုံနေကြလဲဆိုလို့ရှိရင်သူကသူ့ရဲ့ယောက်ျားနဲ့သူ့ရဲ့ခင်ပွန်းနဲ့လည်းသူဆက်ဆံရေးအဆင်မပြေဘူးခင်ပွန်းနဲ့ဆက်ဆံရေးအဆင်မပြေတဲ့ပြင်သားသမီးတွေနဲ့လည်းသူကလုံးဝမှစေဘောထားချင်းမတိုက်ဆိုင်ဘူးသူကမိသားစုနဲ့တက်ကိုဒီ separate ဖြစ်ပြီးခွဲနေရတဲ့လူတစ်ယောက်ပေါ့နော်သူကဒီချိန်မှာသူစိတ်ဓာတ်တွေပြိုလဲတယ်သူဘလို့မှသူမိသားစုနဲ့သူပတ်သက်ပြီးသူမှနှွေးထွေးတဲ့ဆက်ဆံမှုသူမရဘူးပေါ့နော်အဲ့တော့သူ့ရဲ့နှွေးထွေးလို့သူဆက်ဆံလို့မရတယ်သူတို့ပေါ်မှာမရတဲ့သူလို့သူ့ကိုသူပဲသူကြိတ်မိတ်ခံစားပြီးတော့သူ healing လုပ်ရင်းနဲ့သူကသူ့ရဲ့
patient တွေပေါ်မှာပဲသူမိသားစုပေါ်ပေးရမယ့်နှွေးထွေးမှုကိုသူ patient တွေပေါ်မှာပဲသူပေးခဲ့တယ်ပေါ့နော်အဲ့တော့သူ digital business ကိုသူစပြီးတော့သူလုပ်ကိုင်တဲ့အခါမှာသူ့ကိုအားပေးမဲ့လူလည်းမရှိဘူးသူကိုယ်တိုင်ပဲဒီဟို business owner တယောက်အနေနဲ့စတင်ခဲ့အခါမှာစချင်း training site တက်ရောက်တဲ့အခါမှာသူကွန်ပျူတာကိုဖွင့်ပြီးတော့သူ2 နာရီ3 နာရီလောက်သူကြည့်ပေမဲ့သူစချင်းသူဘာမှနားမလည်ဘူးပေါ့နော်အဲ့တော့သူကဒီ business ကိုဝင်တာလောက်ကဒီဟာနဲ့ပတ်သက်တဲ့အတွေ့အကြုံလည်းသူ့မှာမရှိဘူးစီးပွားရေးအတွေ့အကြုံလည်းမရှိဘူးခုနပြောသူ test skill တွေလည်းသူ့မှာမရှိဘူးပေါ့နော်သူစိမ့်နေပေါ့နော်ဒါပေမဲ့သူတစ်ခေါက်နဲ့မရတော့သူဒီချိန်မှာသူ့ကိုသူမိသားစုနဲ့လည်းသူအဝေးဝေးကွာသလိုဖြစ်နေတဲ့အတွက်ဒါသူ့အတွက်ပဲဆိုပြီးတော့သူကဒီဟာကိုထက်ကကြီးနဲ့သူတပြေးပြေးသူနားလည်ပြီးသဘောပေါက်လာတယ်ပေါ့နော်အဲ့တော့ training site ကိုသူနားလည်ပြီးသဘောပေါက်လာတဲ့အချိန်မှာသူ့ရဲ့ business ကိုသူစတင်ပြီး run တယ်ပေါ့နော်စတင်ပြီး run တဲ့အချိန်မှာလည်းသူ့ကိုအားပေးဖို့မရှိဘူးဒါပေမဲ့သူဟာမိသားစုနဲ့အဆင်မပြေပေမဲ့သူ့ရဲ့ဒီမိသားစုနဲ့ပဋိပက္ခတွေမှာသူကတယောက်တည်းပဲဖြစ်နေခဲ့ရတဲ့အချိန်မှာဒီ business တွေကိုဝင်ရောက်လုပ်ကိုင်တဲ့အချိန်မှာဒါကျမတို့ဒီ business မှာ community ဆိုတာရှိတယ်လေအဲ့တော့သူ့ရဲ့ဒီ community သူ့ရဲ့ mentor သူ့ရဲ့ coach ကသူ့ရဲ့ family လို့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အောင်မြင်ခဲ့တဲ့မိုင်းစုံတိုင်းမှာလည်းသူ့ဘေးနားမှာသူ့မိသားစုဝင်ဆိုတာသူမရှိခဲ့ဘူးပေါ့နော်သူ့ရဲ့ဒီ business တွေက community ကဒါသူ့အတွက်အကောင်းဆုံးအထောက်ပံ့ဖြစ်ပြီးတော့သူ့တဲ့မိသားစုဖြစ်ခဲ့တယ်ပေါ့နော်သူဆက်ပြီးတော့သူစူးစမ်းရင်းနဲ့အခုသူကသတ်မှတ်ထားတဲ့အမြင့်ဆုံး level တခုကိုသူရောက်ရှိသွားတဲ့အချိန်မှာသူဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်တွေလည်းပြောင်းလဲလာတယ်ဒီထဲမှာသင်ရတဲ့ mindset တွေလည်းပြောင်းလဲလာတယ်သူအောင်မြင်မှုရလာတယ် financial ဘိုင်းလည်းအောင်မြင်မှုရတယ်လို့သူအခုလက်ရှိမှာအောင်မြင်နေတဲ့အချိန်ကျတော့လေသူ့မိသားစုနဲ့သူပြန်လဲပြီးတော့ဆက်ဆံရေးတွေသူပြန်ကောင်းလာတယ်ပေါ့နော်ဖြတ်သန်းနေစဉ်ကာလမှာတော့မိသားစုနဲ့သူဘလို့မှမဖြစ်တဲ့အတွက်သူဒီ business မှာသူဒီ community ရဲ့အထောက်ပံ့သူ့ရဲ့စိတ်ထဲမှာစိတ်ဒဏ်ရာတွေသူခံစားချက်တွေကဒီကျမတို့ဒီ business မှာကအချင်းချင်းကဒါတယောက်တည်းလုပ်ရတဲ့ business မဟုတ်ဘူးเนาะအကုန်လုံးအများနဲ့တူဒါ community ရှိတဲ့အတွက်ဒီ community ရဲ့ဖေးမကူညီမှုတွေနှွေးထွေးမှုတွေကသူ့အတွက်အရန်ကိုပေါ့เนาะအဓိကကြခဲ့တယ်ပေါ့เนาะအဲ့တော့ तू ဟာစချင်းမှာ तू 0 experience နဲ့လာတယ် तू register နဲ့တယောက်ဖြစ်ပေမဲ့ तू ကဒီဘက် business နဲ့ပတ်သက်ရင်0 background ကနေလာခဲ့တယ် technical မှာလည်းမသိတာတွေလည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့လေ့လာရင်သိနဲ့အခု तू ဟာသူများကိုလည်းပြန်လဲပြီးတော့လက်တွဲခေါ်ယူနိုင်တဲ့ mentor ရော coach တယောက်ကိုသူဖြစ်သွားပြီအဲ့ဒါဖြစ်တဲ့ချင်းသူ့ရဲ့မိသားစုနဲ့လည်းသူပြန်လဲဆက်ဆံရေးကောင်းလာခဲ့တယ်ပေါ့နော်သူ့ရဲ့အဲ့ဒီအကြောင်းတွေကိုသူမျှဝေသွားပါတယ်သူက61မှစခဲ့တယ်ဆိုတော့ကျမတို့လို40ကျော်50ကျော်သမားတွေအတွက်ကတော့ဒါကဘယ်လိုပြောရမလဲ inspire ဖြစ်စရာပေါ့နော်ပြီးတော့မိသားစုနဲ့အဆင်မပြေဘူးတယောက်တည်းသမားလုံးလီတွေအတွက်လည်းဒါကကိုယ့်အတွက်ကိုယ့်ဟာကိုယ်သာ investment လုပ်ပြီးကိုယ့်ရဲ့အထဲမှာမြုပ်ွယ်နေတဲ့ကိုယ့်ရဲ့အရေးချင်းတွေတခါမှအတွေ့အကြုံမရှိဘူးပဲလေကိုယ့်ရဲ့ဒီအတွင်းထဲမှာမြုပ်ွယ်နေတဲ့အရေးချင်းတွေဆိုတာရှိပါတယ်တစ်ခါနားမလည်ရင်နှစ်ခါနားမလည်ရင်သုံးခါအစစ်လူတိုင်းနားလည်အောင်သင်ကြားပေးတဲ့ဒီ training site ဖြစ်တဲ့လေ့လာရင်နဲ့သူကအခုဆိုရင်ဒါ61နှစ်မှာစပဲဆိုပေမဲ့သူဟာသူများကိုလည်းလက်တွဲခေါ်ယူပေးနိုင်တဲ့လူလမ်းညွှန်ပေးနိုင်တဲ့လူmentor အပြင် coach တယောက်ပဲဖြစ်တဲ့အပြင် financial ဘိုင်းရော coach တယောက်ပါဖြစ်သွားပြီဆိုတဲ့အကြောင်းလေးကိုဒီမှာသူ့ရဲ့နာမည်ကတော့ Jancy Rory ရဲ့ register နဲ့ပေါ့နော်အဲ့ဒီရဲ့အကြောင်းလေးကိုကျွန်မမျှဝေထားပါတယ်သူ့ရဲ့မိသားစုနဲ့အဆင်မပြေဘဲနဲ့သူတယောက်တည်းပဲသူ့ရဲ့စိတ်တွေဘယ်လောက်ပြင်ပန်းလဲဆိုတာကျွန်မခံစားမိတယ်ပေါ့နော်ဒီလိုတယောက်တည်းသမားတွေအတွက်ဆိုတာအဲ့တော့သူ့ကိုကျွန်မဒီကနေသူ့ရဲ့ story အကြောင်းလေးပြောရင်းနဲ့သူ့ဘယ်လဲကိုပြလိုက်ပါတယ်ဒါလေးကိုမျှဝေပေးချင်ပါတယ်နောက်ထောင်ပေးလို့ကျေးဇူးပါဟုတ်ကဲ့ပါအမပြောတဲ့ချိန်မှာမို့ခံစားမိတယ်မို့လည်းပဲ feel မိတယ်ပေါ့နော်မို့တို့စီးပွားရေးစခဲ့တဲ့ချိန်တော့ဆိုရင်လေကိုအားပေးတဲ့သူလည်းမရှိဘူးကိုချီးကျူးတဲ့သူလည်းမရှိသေးဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့ရက်သွားမယ်ဆိုရင်ကျမတို့ဆုံးရှုံးမှာဖြစ်တယ်အဲ့ဒီချိန်မှာမရက်ဘဲနဲ့ဆက်တိုက်လှုပ်လာတဲ့ခါမှာအခုချိန်မှာအနီးကပ်ဆုံးလူတွေကပြန်ပြီးတော့လေဂုံပြုတ်ပေးတဲ့အထီကိုပြန်ရောက်လာတာဖြစ်တယ်ပေါ့နော်သူတစ်ပြေကျမပေါ့နော်ကျမအမျိုးသားပေါ့နော်
စီးပွားရေးစားတဲ့အချိန်တုန်းကဆိုသူကထောက်ခံတယ်လည်းမပြောမထောက်ခံဘူးလည်းမပြောဘူးပေါ့နော်ဘာမှမပြောဘူးအားလည်းမပေးဘူးပေါ့နော်အားလည်းမပေးဘူးဒါပေမဲ့အခုကျမလှုပ်လာခဲ့တဲ့သက်တမ်း3နှစ်မှာအခုတော်တော်လေး coach တယောက်လည်းဖြစ်လာတယ်လစဉ်ပုံမှန်တွေလည်းဝင်ငွေတွေလည်းရလာတယ်ကျမကိုယ်တိုင်လည်းတိုးတက်လာတယ်ကျမလည်းပျော်ရွှင်မှုတွေရှိလာတာကိုသူမြင်တဲ့အခါမှာအခုဆိုရင်ပြန်ပြီးတော့အားပေးလာတယ်ကိုစူးစမ်းဖို့တိုက်တွန်းလာတယ်ပြီးတဲ့အခါမှာအလုပ်လုပ်နေတဲ့ချိန်သူရှိတယ်ဆိုလို့ရှိရင်သူကလေးကိုသူထိန်းပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေအထိကို supporting တွေလုပ်ပေးလာတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဘယ်သူမှအားမပေးနေပါစေကိုအားပေးပြီးတော့အရင်ဆုံးသွားပါနောက်ပိုင်းမှာကိုပြန်အားပေးလာတဲ့သူတွေရှိလာမှာဖြစ်တယ်အဲ့ဒီ story တွေကလည်းအရင်ကိုဟတ်ထီပါတယ် okay အခုနောက်တစ်ယောက်အနေနဲ့အမရွှေစင်ဖြိုးကိုဖိတ်ခေါ်ပါတယ် နာမည်သူပဲခေါ်ပါတော့ဒါမရှိနေဟုတ်ကဲ့ကျမနာမည်ကတော့မအီရှူစင်ဖြူပါဒီနေ့ပြောမဲ့ story တွေကတော့ကိုယ့်အကြောင်းတော့မဟုတ်ဘူးเนาะကိုယ့်အကြောင်းတိတ်တထွေဘူးမရှိဘူးဆိုရင်ဒီနေ့လေ့လာထားတဲ့အထဲက story တစ်ခုလေ့လာထားတဲ့ story ဆိုတာအဲ့ဒီမှာအဲ့နဲ့ဗါလဲ coach ဟိုစားလေအသက်ကြီးကြီးနဲ့ခိုးတယောက်လေထားပါတော့သူ interview ထားတဲ့တယောက်အဲ့ဒီတယောက်ကသူကလည်းအသက်80နီးပါးရှိနေပြီသူကအခုလက်ရှိတူရကီနိုင်ငံမှာသူကနေတယ်လူတူရကီနိုင်ငံမှာနေတယ်ဆိုတော့သူတို့မှမြင်းနေပါရှိတယ်ပေါ့နော်မြင်းနေပါရှိသူတို့ကတော့ level အမြင့်နေရမဟုတ်ဘူးねအောက်ခြေလူတန်းစားအနေနဲ့ပေါ့နော်သူမှသား2ယောက်ရှိတယ်သူတို့နိုင်ငံဒလေးစရိုက်ကြတော့ဒီဘက်အာရှနဲ့ကွာတယ်လေမိသားစုတွေကအသက်ကြီးလာလို့ဆိုရှင်အသက်အရွယ်တစ်ခုကြလာလို့ရှင်သူတို့ရဲ့သတ်မှတ်ထားတာတက်ရောက်ရှင်သူတို့ဝန်သူတို့ကြောင်းတဲ့ခါကျသူကတယောက်တည်းဖြစ်တယ်ပြီးလို့ဆိုလို့ရှင်သူရှာထားတဲ့ဟာတွေရတယ်အရင်တုန်းကသူကရှာတယ်ဆိုတာကဟိုစားသူများတို့မျိုးရုံးကိစ္စနဲ့ဗာနဲ့ရှာတာမဟုတ်သူကမြင်းချီးတွေကျုံပြီးတော့အဲ့လိုမျိုးတည်းတာမြင်းချီးအလုတ်ကျန်လောက်တာပေါ့နော်အလုတ်ကျန်လောက်ပြီးတော့သူကရှာထားတဲ့ပတ်စံနဲ့ဒါသူမျိုးထောက်ပံ့တဲ့ခါကျဒါသူမျိုးကသူတို့လန်သူတို့ကြောင်သူတို့ဘွားတက်လာသူတို့သွားတဲ့ခါကျသူကတယောက်တည်းကြံတဲ့ခါကျနောက်ဆိုသူကဘာလုပ်လဲဆိုတော့ကျောင်းကန်တင်းမှာသွားပြီးတော့အချိန်ပိုင်းအလုပ်လုပ်တဲ့ခါကျကျောင်းသားလေးတွေတွေ့တော့သွားပြီးဒီမှာတော့ပေါ့နော်ဒီမှာနဲ့ဒါပေမဲ့ကိုကလည်းပြန်မလာကြတာမလာကြတဲ့ခါကျတော့ဘယ်လိုမှလုပ်လို့မရအောင်ခါကျအဲ့ဒီချိန်မှာသူတယောက်တည်းသူနေတဲ့ခါကျတော့အရန်ထီးကြံတော့သူဘာလုပ်ရမလဲသူစဉ်းစားတဲ့ခါကျတော့သူ့မှာလက်ထမှာလည်းစုထားဆောင်တာမျိုးတွေပတ်စံလည်းမရှိတဲ့သူဘာလုပ်မှစဉ်းစားခါကျတော့အဲ့ဒီ online ပေါ်မှာပေါ့နော်အဲ့ဒီစီးပွားရေးတွေ့တယ်စီးပွားရေးတွေ့တော့သူကလည်းအသက်ကြီးတဲ့လူဖြစ်တဲ့အတွက်စီးပွားရေးနဲ့လည်းပတ်သက်ပြီးတော့သူအဆင်မပြေဘူးအဆင်မပြေလို့သူထင်တာပေါ့နော်ဘယ်လိုလဲ digital နဲ့ပတ်သက်ပြီးတော့လည်းသူလုံးမတက်ဘူးစသည်ဖြစ်ပေါ့နော်ဖြစ်တဲ့ခါကျသူကအဲ့ဒီမှာစပြီးလုံနေစပြီးလေးလာတဲ့အချိန်မှာသူပထမဆုံးရလာတဲ့ feeling ကငါတယောက်တည်းမဟုတ်တော့ပါလားအသက်ကြီးနေတယ်ဆိုပြီးပေါ့နော်ငါတယောက်တည်းမဟုတ်တော့ပါလားဒီစီးပွားရေးကအခုမှငါစတင်တယ်ဆိုရင်3 4 5လပဲရှိသေးတယ်ဒီစီးပွားရေးမှာငါနဲ့ပတ်သက်ပြီးတော့ငါသိချင်တဲ့အရာတွေကိုတယောက်တည်းရှိပြီးတော့အရင်မဖွင့်တဲ့အရာတွေပေါ့နော်အရင်ဖွင့်လို့ဘယ်သူမှပြောပြလို့မရအောင်သူ့ရဲ့မန်တာကိုသူပြောပြလို့ဆိုလို့ရှိရင်သူ့မန်တာကသူပြန်နှွေးထွေးပြီးတော့နားထောင်ပေးတယ်သူ့အကြောင်းအရာတွေပြန်နားထောင်တယ်အရင်တော့ဆိုရင်သူ့ဘယ်သူမှပြောမှဆိုလို့ရှိရင်လူတော့မဆက်ဆံတော့ရမှာပေါ့နော်သူတယောက်တည်းပြစ်ထားတယ်အဲ့လိုမျိုးသူတို့လူကျင်တာကိုယူပြီးတော့ထွက်သွားကြတယ်သူ့ကိုနည်းနည်းထွေးဆက်ဆံမဲ့လူမရှိဘူးအဲ့ဒီတလုံးမျိုးဒါရိုက်သွား sorry အတိတ်ပဲပြန်လာအဲ့ဒီလိုဘက်ကိုရောက်သွားတယ်အဲ့လိုသူ့ကိုဒါမှနည်းနည်းထွေးဆက်ဆံမဲ့လူမရှိဘူးခါကြဒီစီးပွားရေးမှာသူစတင်ဝင်ရောက်လာပြီးတဲ့ချိန်မှာသူပထမဆုံးခံစားချက်ကဒီစီးပွားရေးအတိုင်းဝိုင်းကသူ့အရန်နှွေးထွေးပါလားဆိုတဲ့ခံစားချက်တစ်ခုရတာနဲ့ပြင်သူ့ဘဝလုံလောက်ပြီပေါ့နော်နောက်ဆက်ပြီးတော့သူအောင်မြင်စူးစမ်းမယ်ဆိုပြီးတော့သူ့ရဲ့ရင်တွင်းဖြစ်လေပေါ့နော်သူ့ story ကိုပြောတာမှအရန်နားထောင်တဲ့ခါကျနားထောင်ပြီးတဲ့ခါကျကိုစဉ်းစားတော့ကိုထက်စီနေဆိုးတဲ့လူတွေတော့မှဒီစီးပွားရေးကိုလုပ်ရဲတဲ့ကြပေါ့နော်လုပ်ရဲပြီးအောင်မြင်အောင်စူးစမ်းနေတယ်ဆိုလို့ရှိရင်ကိုတွေကငယ်အရွယ်ပဲရှိသေးတယ်သူတို့လောက်အသက်မကြီးသေးဘူးသူတို့လောက်အခြေအနေဆိုတဲ့ level မှာနေပြီးတော့ကိုကဒီစီးပွားရေးကိုရောက်တာကိုအရန်ကန့်ကောင်းတယ်ထင်တယ်ပေါ့နော်အဲ့ဒီတော့ကိုတွေလည်းရအောင်စူးစမ်းမယ်ဆိုတော့ motive ပြီးတော့တက်လာပါတယ်ရှင်ဆိုဒီကတော့ဒါပါပဲရှင်โอเคပါကျေးဇူးများကြီးတင်တယ်ဟုတ်တယ် story တွေအများကြီးရှိတယ်ပေါ့နော် story တွေအများကြီးရှိတယ်အဲ့ဒီ story တွေကမှကိုနဲ့ကြိုက်တဲ့ story လေးကိုတွေ့တယ်ဆိုလို့ရှိရင်ကိုလက်တွဲသွားလို့ရတယ်ပေါ့နော်အဲ့တော့မို့တို့၄ယောက်မှဆိုလို့ရှိရင်လည်းကိုရဲ့ story နဲ့ကိုရှိတယ်ပေါ့နော်အဲ့တော့အသီးကိုတော့အသေးစိတ်ကလေးကိုတော့website ကနေတဆင့်ဝင်ရောက်ပြီးတော့လေ့လာပေးပါဒီစီးပွားရေးကိုတေချာလေ့လာခြင်းနဲ့ဒီစီးပွားရေးအကြောင်းကိုသိခြင်းနဲ့ဆိုရင်တော့ကိုယ်ပိုင်ကနေပြီးတော့အချိန်လေးတစ်ခုပေးပြီးတော့ဝင်ရောက်လေ့လာပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ်လို့ဒီနေ့မိုးတို့ရဲ့ live talk လေးကတော့ဒီလောက်ပဲဖြစ်တယ်ကြော်ညာစရာလေးကတော့မိုးတို့တွေUSA ရဲ့ Sunday night Saturday night 9 နာရီခွဲမြန်မာပြည်ရဲ့ Sunday မနက်8 နာရီစင်ကာပူရဲ့
မနက်Sunday မနက်9နာရီခွဲမှာမို့တို့နေမြန်မာလူမျိုးဘာသာပြန်လေးနဲ့ဒီဝဘနာအကြောင်းလေးကိုရှင်းပြပေးမဲ့ Zoom လေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍တက်ရောက်ခြင်းတဲ့သူတွေခွန်မတ်မှာရေးလို့ရတယ်ပြီးတဲ့အခါမှာကို register လုပ်ထားတဲ့သူစီမှာလာပြီးတော့ဆက်သွယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်အဲ့တော့ဒီနေ့ live talk လေးကိုဒီလောက်နဲ့အဆုံးသတ်မှာဖြစ်ပါတယ် thank you ပါ God bless you all ပါဒီနေ့ sharing လုပ်ပေးတဲ့အမစန္ဒာညီမစန္ဒာမအီဖြိုအမအုံမကျော်ပြင်မို့တို့ကိုကြည်နေပေးမဲ့သူတွေနောက်ပြန်ကြည့်မဲ့သူရောက်ချီဆိုင်ကို thank you ပါကျေးဇူးများကြီးတင်တယ်လို့ပြောရင်းနဲ့ဒီလောက်ပဲဆုံးသက်မှာဖြစ်ပါတယ်